Fuck yeah. You got a Instagram? Yeah. Can I get your Instagram? Oh! All right. Net March 26 crypto sector. Let's go. Sorry. Okay, serious. Let's just be CDS me. CDS. Kadidi ne. Okay, alright. Fuck it, bro. Fuck it. Let's go. Bitcoin, US dollar. Okay? My opinion. Okay. Bitcoin, US dollar. Daily genie, right? Meow. It'll be about me. 200%. Fuck yeah, bro. Okay. Okay. 50 period. 50-day average. Gosh, down go round. Konea. Gozali. Okay? Alright. 200-day at. Shitang go. Don't yash shit. Death cross. So the 50 period. 50-day. Got. The 200-day out go yawalushin. Bitcoin it's okay, it's okay, right? It's okay. Well, it's okay so the general drug is okay. No baba says mama she do. Kuje mala she lojo. Right? And a battle pin here, boring and buried in a battle pin here. The chill out. Sit that way in a G pin here. Kuje ma, and a Biogen do up your business to a pin. When you do a show nine right? So much like the long trigger level up. You shut down leader. January Gani is up your Guada one. Naran Sanga Guada one at a miado trigger level, price level, a cool down chow town, Nasa shit level. Okay? Alright. Pero money on range ka ba dini who lost sa point ma plus 0.48%. 3.48%money on negative money on LG ဖောင်ဖြစ်ဘူး money on indecision ပုံစံမျိုးသူ့ရဲ့ပုံစံဘာမှ price က range ဘူးပေါ့နော်မရွေ့ဘူးပေါ့ပုံစံမျိုးဝယ်တဲ့ဈေးနဲ့ပိတ်တဲ့ဈေးကဖွင့်တဲ့ဈေးနဲ့ပိတ်တဲ့ဈေးတူတူအဲ့လိုကြီးမရှိဘူးမနေ့တနေ့က plus 1.66 မနေ့တနေ့က 2.67% ဆိုတော့မဆိုးပါဘူးနည်းနည်းသူကြည့်ရတာနဲ့စင်ပြေပါတယ် right setup ရှိလို့ရှင်တော့မဖြစ်ကြပါကို setup ကို trade ကြပါ right direct level ပဲပြောပြနေ okay news ကဘာ news ရှိမလဲ Solana news လေးတော့တွေးလိုက်တယ် BlackRock ကတော့ပါတယ်သူဘာ ETF နဲ့ Solana နဲ့ပတ်သက်တဲ့ ETF ဆိုတာပါလားမသိဘူးလုံးမယ်ဆိုတော့သတင်းတော့ကြားလိုက်တယ်မသိဘူးအဲ့လိုကြည့်မသိဘူး okay ကျွန်တော် research လုပ်ကြည့်ပါ okay Solana ဆိုတော့ Solana ခဏသွားအောင် Solana US dollar Coinbase ကအခု Solana ပေါက်ဈေးက140နဲ့မှ4.08 let's just say 08 right ဒီကွာဒါတစ်ခုနဲ့ March လတစ်ခုလုံးtrade ခဲ့တဲ့အများဆုံး volume အများဆုံး trade ခဲ့တဲ့ price level 144.3ခွန်ခုကျွန်တော်တို့ဒီ50ရက်နေ့ average က 50-day average က 155.64 200-day average ကကျွန်တော် 183.33 ည 200-day average ကဒီကောင်ကြီးက slope ကလုံးဝ flat နေရ right သူကဒီ flat line ဖြစ်နေဗျာအောက်လည်းမကြောက်ပေါ်လည်းမကြောက် Solana တော့ကဆိုတော့ death cross ကဖြစ်သွားပြီးတော့ bear market လားဆိုတော့ကျွန်တော်နေမှာတော့ bear market ဖြစ်နေပြီအခုဒီ
volatility နည်းနည်းများတာကိုမြင်တွေ့ရအောင်ပေါ့နော် at least ကျွန်တော် opinion ပါအဲ့ဒါတော့ right ကျွန်တော်ရဲ့ perspective ပါပဲအဲ့ဒါပါပဲပြီးတော့ Solana ဝယ်သင့်လားမဝယ်သင့်လားဒီချက် view site ပါ I mean အများကြီးအဲ့လိုမျိုးအချိန်အကြာကြီးစောင့်နေမှာဆိုလို့ရှင်တော့ dip တွေမှာဝယ်ပြီးတော့နောက်ကျမှ10နှစ်20လောက်မှပြန်အောင်ကျင်တယ်ဆိုတော့တမျိုးဆိုတော့တမျိုးတကယ် Solana ကို research လုပ်ပြီးတော့တကယ်စုကျင်တယ်ဆိုလို့ရှင်တော့အခုလိုဒီ dip တွေမှာ price dip တွေမှာဝယ်ဖို့ဒါပေမဲ့အဲ့ dip တွေမှာဝယ်တာလည်းနည်းနည်းအနေနဲ့များတယ်ဆိုတော့နည်းနည်းကြည့်လောက်ကြအခုကျွန်တော်ကျွန်တော်ကြည့်နေတဲ့ level တွေပဲကျွန်တော်ထုတ်ပြသွားတာဗျာ right ကျွန်တော်ကြည့်နေတဲ့ level ကျွန်တော်50 day ကြည့်တယ်200 day ကြည့်တယ် price အများကြီးဒီ quarter လုံးအများဆုံး trade ခဲ့တဲ့ level ကြည့်တယ်ခုဒီလအများဆုံး trade ခဲ့တဲ့ level ကြည့်တယ်ကျွန်တော်ဒီအပတ်အများဆုံး trade ခဲ့တဲ့ level ကြည့်တယ်ဒါပေမဲ့ပြောရမှာတွေအများကြီးပဲကြည့်နေတဲ့ level တွေကဆိုတော့ဒီ video မှာ15မိနစ်20အတွင်းမှာမလုံလောက်အဲ့ဒါကိုကျွန်တော်ဒါပေမဲ့အကြမ်းမြင်မဲ့ကျွန်တော်ပြောပြသွားတာ okay နောက်တစ်ခု Doge XRP လေးတစ်ချက်ပေါ့ XRP ဒါပေမဲ့ကျွန်တော် crypto trade လားဆိုတော့ကျွန်တော် LLG မ trade ဖြစ်ဘူး crypto futures တော့ trade crypto futures တော့ကျွန်တော် trade ဖြစ်တယ် Litecoin crypto futures တော့ trade ဖြစ်တယ် Litecoin ဆိုခါပြီးရင် Litecoin ပြအောင်ခု XRP က2 point အခုလက်ရှိပေါက်ဈေးက 2.4526အခု50 period 50 day ကို test နေတယ်50 day အပေါ်မှာဈေးခေါ်တယ်ဒါပေမဲ့တော်တော်များများတော့အများဆုံးကတော့ 95% လောက်ကတော့ 95% လို့ပဲပြောအောင်ဒါပေမဲ့ဒီအခုဒီ February 4 ရက်နေ့ကနေစပြီးတော့အခုချိန်ထိက 95% ကသူကြည့်လိုက်လေ right candle က1 2 3 4 5ဘယ်လောက်လဲမှာ like bar ဘယ်နှပါလဲ right ကြည့်လိုက်အမှ bar out of ဒီ bar တွေထဲမှာတစ်ပါးနှစ်ပါးသုံးပါးလေးပါးပဲဒီ 50 average အပေါ်ကနေ trade ဖြစ်တယ်ဗျာဆိုတော့သူ့ရဲ့ probability ကသူ့ရဲ့ price ကြီးကဒီ50 period 50 day average အောက်ကနေပဲဈေးကခေါ်နေဆိုတော့မသိဘူး right ဒီညသိမမှန်ဘူးဒါပေမဲ့ bull run bear market လို့ပြောလို့မရသေးဘူးကျွန်တော်အနေမှာဘာလို့လဲဆိုတော့ဒီ50 day average ကအခုဒီ200 period ဟိုမှာပေါ်မှာပဲရှိနေသေးတယ်ဆိုတော့200 day က 1.7546ဒီ50ရက်နေ့ average က simple average တွေကျွန်တော်ကြည့်နေ simple average တွေ 2.42 နဲ့တော့မှ4.62 right ဝယ်မယ်ဆိုလို့ရှိရင်ဒီကောင်တွေကဒီ XRP တို့ Dogecoin တို့ Litecoin တော့မဟုတ်ဒါပေမဲ့ XRP ရဲ့တခြား meme coin တွေပေါ့ right ဒီ penny stock valuation လို့ penny ပုံစံမျိုး$2 $5အဲ့ကောင်တွေကနည်းနည်း volatility ကနည်းနည်းအရင်များတယ်သူ့ရဲ့ volatility မယုံလို့ရှိရင် ATR မှာကြည့်ကြည့်ပါ average true range ဆိုသူ indicator လေးရှိအဲ့မှာသူ့ရဲ့ဘယ်လောက်တည်ရမလားဘယ်နှဘာမှာပဲသူ့ရဲ့ price range ကဘယ်လောက် move တယ်ဆိုတာနောက် video မှာကျွန်တော်တစ်ချက်လောက်ကြည့်ဟိုအဲ့ indicator လေးကျွန်တော်ထည့်ပြီးတော့ခင်ဗျားတို့ရှင်းပြအောင်ဒါပေမဲ့ဒီမှာတော့ပြောချင်တာကတော့ volatility ကဈေးကနည်းလို့ရှိရင်သူ့ရဲ့ asset class ကဈေးနည်းလို့ရှိရင် volatility ကပိုများတယ်ဗျ right Doge I'm pretty sure လူတိုင်းသိပါတယ်ဒါပေမဲ့မသိရလူသိအောင်ပြောတာပါ right XRP yeah so ဒီ quarter 1 2020-25 ကပြီးတော့မယ်ဆိုတော့ဒီ quarter မပြီးခင်မှာလူတွေက expectation တွေရှိကြတယ်ဗျ right equity market မှာဆိုလဲအခု equity market တွေကဒီလာကုန်ကန်ဒီမှာပြန်ပြီးတော့ဝုန်းနဲ့ပြန်လာကုန်ကန်ဒီအချိန်မှာမှဈေးကအဲ့လိုမျိုးပေါ်ပြန်တက်နေတယ်ဗျအဲ့လိုမျိုးပုံစံမျိုးပြန်ဆွဲတင်နေဆိုတော့ဘလို့လာမလို့မသိဘူးအမှန်နဲ့ XRP ကဘာသတင်းမှကျွန်တော်တော့တိတ်မကြသေးဘူးဒါပေမဲ့ထွက်တဲ့သတင်းတော့ရှိပါပါ excuse me okay XRP ပြီးသွားပြီ XRP မနေ့က negative 0.2 မနေ့ကမလှုပ်ဘူးမနေ့တနေ့ကလည်းအဲ့လောက်ကြီးမလှုပ်ဘူး 2.3% လောက်တော့မနေ့တနေ့ကSunday ည Sunday မှာနည်းနည်းလေးလှုပ်သွားတယ် indecision
တကယ်တမ်းပြန်တမ်းတဲ့နေ့က March 3ရက်နေ့မှာတခုခုပေါ့ negative 18.84% ဆိုတာ news တခုခုကြောင့်မလို့ပြန် dump သွားတာလည်းဖြစ်နိုင်တယ် right သူ့ရဲ့ဒီကောင်ကြီးဆိုတော့သူ့ရဲ့ range ကသူ့ manipulate လုပ်တဲ့ range ကနည်းနည်းကြောက်စရာကြီး for XRP right XRP တခုလည်းမဟုတ်ဒီ penny coin ဈေးနဲ့နဲလို့ပေါ့ right ဈေးနဲ့ coin မဟုတ်ပါဘူးဒါပေမဲ့ volatile high beta အကောင်တွေကသူ့ရဲ့ volatility ကပိုပြီးတော့ပါဖြစ်တယ် right high beta လို့ပဲပြောရမှာဒါမှ yeah let's just say high beta right okay so like ခဏ BNB ခဏမြန်လေးတော့အောင်မယ် Binance coin ကတော့ကျွန်တော်ကိုယ်တိုင်လုံးဝဘယ်တော့မှမ trade ခဲ့ဘူးပါဘူးဒါပေမဲ့ကြည့်ပေးဆိုလို့ကြည့်ပေးနေတာပါ okay 50-day average က617.7 200 day က 632.5 632.5 ဒီ50 simple average က619.9ဒီ quarter အများဆုံး trade ခဲ့တဲ့ level 699.3ပြီးတော့ဒီလအများဆုံး trade ခဲ့တဲ့ level က631.4 right get it okay bear market လားဆိုတော့ again ဒါပေမဲ့ဒီ Binance ကတခုဟောဖြစ်တာ Binance BNB ကတခုကြည့်နေဒီ like ဒီကောင်ရဲ့သူဘယ်လိုခေါ်မလဲမြင်ရလားမသိဟုတ်ကြည့်မယ်ဆိုလို့ရှိရင်ဗျဒီ50နဲ့50ရဲ့ distance ကကျွန်တော်ဒီ200 day distance နဲ့ပေါ့နော်သူ့ရဲ့ဘလောက်သူ့ရဲ့ spread ကဘလောက်ရှိလဲ right အဲ့ဒါလေးဟာနည်းနည်းကြည့်တဲ့အဲ့ဒါလေးတစ်ခုပဲကြည့်လို့မပြောဘူးဗျာဒါပေမဲ့အဲ့ဒါလေးကိုလည်းကြည့်တယ် right သူ့ရဲ့ spread ကဘလောက် wide ဖြစ်လဲ right ဘလောက် gap ကဘလောက်ရှိလဲ right အဲ့ဒါကိုဒီချာလေးတော့မဟုတ်ပါဘူးအဲ့ဒါကိုကြည့်ပါ right ကြည့်ပြီးတော့ decision ချပါဘာလို့လဲဆိုတော့နည်းနည်း fake out တွေများတယ် right ဒါပေမဲ့ again 50 day ကျွန်တော် daily ကြည့်နေတာဆိုတော့ fake out က of course 1 minute fake out လောက်တော့မများဘူးဒါပေမဲ့ပြောလို့မရဘူး right okay anyways BNB မနေ့က negative 1.13% ကျသွားတယ်မနေ့တနေ့ကပြန်ပေါက်ဆိုတော့ 2.15% okay all right Litecoin US dollar Coinbase Litecoin ကကျွန်တော် Litecoin ကြည့်နေပါတယ် right အခုဒီ quarter အများဆုံး trade ခဲ့တဲ့ level 129.23ဒီလအများဆုံး trade ခဲ့တဲ့ level 93.33ကျွန်တော်ဘာလို့ Litecoin futures trade လဲဆိုတော့ Litecoin futures ကပထမဆုံးတစ်ခုကသူ့ရဲ့ trading margin က margin requirement ပေါ့နော် margin requirement က200ပဲရှိပါဒေါ်လာ200ပေါ့ဒေါ်လာ200ထည့်လိုက်လို့ကျွန်တော် trade လို့ရတယ်တစ် point 5ချက်1 tick 5ဒေါ်လာ right အဲ့လိုပုံစံမျိုးဆိုမစိုးဘူးသူက micro တွေရှိရ nano တွေရှိရဆိုတော့အဲ့ဒါပုံစံမျိုးပုံမှုတည်ပြီးတော့ပေါ့နော်အဲ့ဒါ trade လို့ရတယ် futures futures instrument ပေါ့ဒီရလို့လက်ရှိမှာမသိလို့ရှင်အဲ့ကြောင့် video လုပ်ပြီးဆိုလည်းကျွန်တော်စူးစမ်းပြီးနောက်မှာချက်တော့ comment ယူပါအဲ့ဒါနောက်မှာပါ right ဒီ quarter တစ်ခုလုံး129အများဆုံး trade ခဲ့တဲ့ level 129.13ဒီလတစ်လလုံးအများဆုံး trade ခဲ့တဲ့ level 90နဲ့မှ3.22 simple average က108.80ပြီးတော့200 average က95.49 daily ပါဒါနေ့တိုင်း daily ပေါ့နော်သူရဲ့မနေ့ကကြာသွားတယ် well actually 0.69% မနေ့ကတက်သွားတယ်ဒီနေ့ကလည်း flat line ဖြစ်နေတယ် right negative 2.60 okay all right ဒီကောင်ကတော့ I'm pretty sure yeah ဒီကောင်ဆိုလို့ရှင် Dogecoin မှာဆိုလို့ရှင်တော်တော်ခံနိုင်ရတယ်လို့နည်းနည်း March လ3ရက်နေ့မှာ right okay anyways Dogecoin ဆိုလို့ Dogecoin နောက်သွားကြည့်မယ် alright Dogecoin ချိန်နေဘလို့လဲ Doge okay
ဒီ quarter နဲ့ဒီလနဲ့ trade ခဲ့တဲ့အများဆုံး trade တဲ့ level 0.16857တော့ညတသမ1685ခွန်ဒီ quarter တ quarter လုံးမှာအများဆုံး trade ခဲ့ level ဒီအဲ့ level ပေါ့နော်bear market လို့ပြောတယ်ဒါပေမဲ့ပြောလို့မရအောင် level ကြည့်နေပါတယ်မစိုး Dogecoin လေး level မစိုးကောင်း I like it ကျွန်တော်ကြိုက်တယ် right Dogecoin futures လည်းရှိတယ် Kraken မှာ trade လို့လည်းရတယ်ဘာကြောင့် quick call right ကျွန်တော်သုံးတာ personally သုံးတာကျွန်တော် Tradeovate သုံးတာ okay all right so yes okay all right so ဒါပါပဲ right the oh wait ကြံခဲ့တယ်ကြီးတစ်ခုကြံခဲ့တယ် Ethereum 1900နဲ့မှနှစ်ချက်အဲ့ဒါ March လတစ်လလုံး trade ခဲ့ရလာပေါ့ဒီ quarter တစ်ခုလုံး trade ခဲ့ရလာပေါ့ဒီ2688အဲ့ဒါဒီ quarter တစ်ခုလုံး trade ခဲ့ရလာပေါ့သူက death cross ကလုံးဝ AC ပဲ February 28ကလေးကလုံးဝပေါက်ပြသွား Ethereum ကဆိုတော့ yeah alright စီရတော့ကြာနေရင်ကြာစေပေါ့ alright စီရကြာနေကြာစေဒါပေမဲ့အခုအချိန်မှာမနေ့က trade ခဲ့ volume မှာ 138.34 မစိုးဗျမစိုးမနေ့က open 2078 138မနေ့က volume အဲ့လောက်မရှိကျွန်တော် volume trading volume လည်းကြည့်ပါတယ် right volume တွေလည်းကြည့်ပါတယ်ဒါပေမဲ့ဒီမှာ screen တော့အရင်ပြေသွားမှာဆိုလို့ right yes 50 day က2300နဲ့မှာ 26.66 200 day average က2800နဲ့မှာ 64.45 မစိုး position မစိုး position ကဒီ market positioning က Ethereum လည်းကောင်းဒါပေမဲ့ကြိုက်တယ်ကျွန်တော်ခုန Doge ကိုပိုကြိုက်တယ် right so okay ဒီနေ့တော့ဒီလောက်ပါပဲ March 26 midweek update လေးပါ right ကျွန်တော်အခု video သိမတင်ပြတာမဟုတ်ဘူးဗျကျွန်တော်ဟိုပါလဲ trading လုပ်နေတယ် right ကျွန်တော်အခုဒီ system တွေစောင့်နေတယ်အဲ့ဒါနည်းနည်းအချိန်ကုန်ပါတယ် right YouTube ကိုတော့ကျွန်တော်လုပ်ချင်ပါတယ်ဒါပေမဲ့ကျွန်တော် video တင်ရတော့ it's okay right ဒါပေမဲ့ကျွန်တော် the goal ကကျွန်တော်ပြောပြီးပါတယ်အစကတည်းကကျွန်တော်ပြောတယ်ဒါ community လေးတစ်ခုမြန်မာ trading community လေးတစ်ခုကျွန်တော်လိုချင်လို့အဲ့ဒါပဲဘာမှ like literally like ဘာမှဟိုအဲ့ထက်ပို့ပြီးတော့မှမျှော်မှန်းအောင်ဗျာ right ဒီမြန်မာပြည်မှာ trade လုပ်တဲ့လူကျွန်တော်အဲ့လောက်ကြီးမရှိဘူးဆိုတာကျွန်တော်သိရဟို trade လုပ်တဲ့လူတွေတော့ရှိတယ်ဒါပေမဲ့ခက်တယ်ဗျာ right ခက်တယ်တော်တော်ခက်တယ်ဒီ learning curve ကဒီ trading ကခက်တယ်ဆိုတော့ဒါပေမဲ့ impossible လားဆိုတော့မဟုတ်ဒါပေမဲ့တည်တည်ချာချာအရန်ကို passionate ကျွန်တော်ထပ်ပို့ပြီးတော့အများကြီး passionate ဖြစ်တဲ့လူတွေရှိတယ်ကျွန်တော်မှဒါ 2-3% လောက်ပဲသိတယ်အဲ့ဒါသိရတဲ့ဟာကိုကျွန်တော်လိုအစားအကဲအောင်မဖြစ်ကျွန်တော်လိုမဖြစ်သွားအောင်လို့ခင်ဗျားတို့ပြောနေအဲ့ဒါပဲ that's it okay alright so ဒါပဲဆိုတော့ဒီနေ့ကမလောက်ပါ Bitcoin Ethereum Binance Solana XRP Dogecoin and Litecoin okay ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပေးရတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် March လ26ရက်နေ့2000နဲ့မှ25ဗီဒီယိုလေးကိုကြည့်ပေးရတော့ကျေးဇူးအများကြီးတင်ပါတယ်တခုရမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်